သမီးလေးရေဒီနေ့ကတော့သမီးကိုမင်းသမီးလေးတီတာနဲ့ရွှေကြားအကြောင်းလေးပြောပြမယ်နော်။ဟိုးရှိတယောခါကလည်းတောင်တန်းတွေဝင်းရနေတဲ့စိမ့်လန့်တဲ့တိုင်းပြည်တစ်ခုမှာတဲ့မင်းသမီးလေးတစ်ပါးရှိတယ်တဲ့။သူ့နာမည်တော့မင်းသမီးလေးတီတာတဲ့။သူကတမန်မင်းသမီးတွေနဲ့မတူပဲနန်းတော်ရဲ့အပြင်ဘက်နေအောင်စူးစမ်းလေ့လာရတာနှစ်သက်တဲ့သူလေးပေါ့။တနေ့တော့တီတာလေတောနဲ့ထဲကိုတရားထဲဆွမ်းသားထွက်လာခဲ့တဲ့သူမပန်းရန်ဆောင်နေချားမှာပျော်ပြီးတော့ပြေးလွှားနေတော့ရုတ်တရက်ခြုံဖို့ထွက်ရနေပြီးတော့တောက်ပတဲ့အလင်းရောင်လေးတစ်ခုထွက်ပေါ်လာတာကိုတွေးလိုက်တယ်လေစူးစမ်းရှင်စိတ်နဲ့ပဲတဲ့ခြုံဖို့နောက်ချင်းကပ်သွားတဲ့အခါမှာတော့လေတီတာလေရွှေရောင်မွေးမြင်တွေနဲ့ကလလက်တောက်ပနေတဲ့ချားလေးတစ်ကောင်ကိုတွေးလိုက်တယ်တဲ့ဒါပေမဲ့ထူးဆန်းတာအဲ့ဒီချားလေးရဲ့ခြေထောက်မှာဆူလီတီချောင်းဆက်ဝင်နေရပဲတဲ့တီတာလေကြားလေးကိုကြောက်ရင်မင်းအစာသနာစိတ်ဝင်သွားပြီသူမဟာလေညင်သာသွားကြားလေးကိုတဲ့မကြောက်ပါနဲ့တဲ့ငါမင်းကိုကူညီမယ်နော်ဆိုပြီးတော့ပြောလိုက်တယ်တဲ့တီတာတက်တိမွေးပြီးတော့ကြားလေးရဲ့ခြေထောက်ကဆူဂယူတစိုက်ဆွဲနှုတ်ပေးလိုက်တာပေါ့ကြားလေးကတစ်ချက်နာကျင်ပေမဲ့လည်းသူမကတော့ဘာမှပြတ်မလုပ်ခဲ့ပါဘူးတဲ့ဆူထက်သွားတာနဲ့ကြားလေးကတက်တာရသွားပြီးတော့တီတာရဲ့လက်ကိုကျေးဇူးတင်တဲ့အနေနဲ့ရက်လိုက်ပါတယ်တဲ့အဲ့ဒီနေရာနေစပြီးသူတို့နှစ်ယောက်ကလေအခင်းဆုံးတငယ်ချင်းတွေဖြစ်သွားကြပါတယ်တီတာကြားလေးကိုရွှေကြားဆိုပြီးတော့နာမည်ပေးလိုက်ပါတယ်တဲ့တီတာနဲ့ရွှေကြားတော့နေ့တိုင်းအတူတူတောကထဲမှာစော့ကစားကြတယ်ပြီးတော့တယောက်နဲ့တယောက်လှုပ်ဝက်တဲ့နေရာတွေလိုက်ပြတယ်တီတာကလည်းနန်းတော်အကြောင်းတွေကိုပြောပြတာပေါ့ကွယ်ဒီနေ့မှာတော့တိုင်းပြည်ကိုမကောင်းဆိုးဝါးဘလူးကြီးတကောင်ကလာရောက်ဖြစ်စည်းပါလေရောဘလူးကြီးရဲ့ကြောင်မှပဲအော်တန်နေကြောင်လူတန်းဟာထွက်ပြေးပုံးချောင်နေကြရတယ်တဲ့တီတာဟာလည်းသူ့တိုင်းပြည်ကိုကဲတင်ခြင်းစိတ်ပြင်းပြလာတယ်တဲ့အဲ့ဒီအချိန်မှာမှရွှေကြားတီတာဘေးနာရောက်လာပြီးတော့တီတာဘေးကိုရောက်လာပြီးအားပေးသလိုကြည်လိုက်တယ်တဲ့ရွှေကြားရဲ့ခန္ဓာကိုယ်ကလည်းရုတ်တရက်အလင်းတွေတောက်ပါလာပြီးအရင်ထက်အဆပေါင်းများစွာကြီးမားလာပါလေတဲ့တီတာဟာကြီးမားလာတဲ့ရွှေကြားရဲ့ကြောပေါ်တက်လိုက်ပြီးတော့ဘလူးစီအောင်ထွက်သွားပါတယ်သူတို့နှစ်ယောက်ကလည်းတတိကျင်နာမှုတငယ်ချင်းစွမ်းအားတွေနဲ့ဘလူးကြီးကိုနိုင်ယူပြီးတော့တိုင်းပြည်ကိုငြိမ်းချမ်းမှုတူပြန်လည်ယူဆောင်ပေးနိုင်ခဲ့ပါတယ်တဲ့အဲ့ဒီနေ့ကစပြီးတော့မင်းသမီးလေးတီတာနဲ့ရွှေကြားတွေဟာလေသူရဲ့ကောင်းလေးအဖြစ်နဲ့လူတိုင်းရဲ့ပါစက်ဖြားမှာပြောစမှတ်တွင်ခဲ့ပါတယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်